မင်္ဂလာပါအဲ့တော့ဒီမီးချစ်လေးတွေကကမ္ဘာအသေးဆုံးမီးချစ်လို့ခေါ်လို့ရတဲ့မီးချစ်အမျိုးအစားလေးပါဒီမီးချစ်မျိုးစားတွေကအားတွင်းစရာမလိုဘူးစီထည့်စရာမလိုဘူး gas ထည့်စရာမလိုဘူးဒါပေမဲ့တစ်ခုတော့လုပ်ပေးရမယ် type C နဲ့ power ပေးရမယ်အဲ့တော့ကျွန်တော်တို့ဖုန်းတွေမှာပါတဲ့ type C နဲ့အသုံးပြုလို့ရတယ်ဖုန်းတွေမှာ OTG function ပါမယ်ဖုန်းအများစုမှာတော့ဒီ function လေးပါပါတယ်အဲ့တော့ဒါမျိုးထိုးလိုက်မယ်အဲ့တော့ဒါဆို power ရပြီဒီထဲကိုကျွန်တော်တို့လေမှုတ်ထည့်လိုက်မယ် okay ဒါဆိုမီးတောက်လာပြီအဲ့တော့ဒီမီးတောက်လေးနဲ့ကျွန်တော်တို့ secret တွေ save wallet တွေနောက်တစ်ခုကအမွေးတိုင်တွေဖျောင်းတိုင်တွေခြင်စေးတိုင်တွေစက်ခုအစရှိတာအားလုံးမီးညှိလို့ရတယ်အဲ့တော့ရွယ်စားကအရန်သေးတယ်ကျွန်တော်ဖုန်းကာဗာတွေနဲ့တည်းတွဲတုံးလို့ရမယ်ကီးချင်းအနေနဲ့တည်းတွဲတုံးလို့ရမယ်အဲ့တော့အရောင်စင်းကနောက်မှပြထားတဲ့အတိုင်းပဲ9ရောင်ရှိမယ်ဟိုကအသေးဆုံး type C power လေးမှုတ်မီးချစ်လေးပါစိတ်ဝင်စားလို့မှာကျွန်တော်ဆိုရင်ကျွန်တော်တို့ MPH ကိုဆက်တွဲမှာနိုင်ပါတယ်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ